စတွေ့တဲ့အချိန်မှာကဒီမြန်မာစတားကတော့အိတ်ရောက်သွားပြီပေါ့သူကရှေ့မှာပြိုင်ခဲ့တာပြိုင်ပွဲဝင်ပေါင်း13000ကျော်အစင်းစင်းပြိုင်ခဲ့တယ်အစင်းစင်းစီစီရွေးချယ်ခဲ့တယ်ဒါပေမဲ့တော်တော်များများတော့ကျွန်တော်နဲ့တွေ့တဲ့ဒီ8ချိန်ပေါ့နော်တော့အိတ်ပေါ့ပြိုင်ပွဲဝင်8ဦးပဲကျန်တော့တဲ့အချိန်မှာကျွန်တော်နဲ့မြန်မာစတားနဲ့တွေ့ကြတယ်တွေ့ကြတဲ့အချိန်မှာပဲတတိုင်းတစ်ပြည်လုံးဒီမြန်မာစတားဆိုတာကိုဗီဒီယိုကနေအတူတွဲပြီးတော့တိတ်နေဆောင်း yes လို့ပြော yes ဟုတ်ပြီနော်ဆိုပါအင်္ဂလိပ်ချင်းဆိုတော့မေးလိုက်ရင် yes နဲ့ no နှစ်မျိုးတော့ရတယ်မလားနော်ပါတယ်ပေါ့ပြီးတော့မြန်မာစတားကိုတိပြီးသားသူတွေကလည်းမတီအောင်ဟာရဲ့ဒီ MC လောက်ဖြစ်တာကိုလည်းကြည့်ဖြစ်ကြတယ်အခုလောလောဆယ်ကတော့ကျွန်တော်ဒီ MC ပဲဆက်ပြီးတော့လှုပ်ဖြစ်တယ်ပေါ့မြန်မာစတားနဲ့လေပွဲစဉ်ကကျွန်တော်နဲ့စတွေ့တဲ့အချိန်မှာကဒီမြန်မာစတားကတော့အိတ်ရောက်သွားပြီပေါ့သူကရှေ့မှာပြိုင်ခဲ့တာပြိုင်ပွဲဝင်ပေါင်း13000ကျော်အစင်းစင်းပြိုင်ခဲ့တယ်အစင်းစင်းစီစီရွေးချယ်ခဲ့တယ်ဒါပေမဲ့တော်တော်များများတော့ကျွန်တော်နဲ့တွေ့တဲ့ဒီ8ချိန်ပေါ့နော်တော့အိတ်ပေါ့ပြိုင်ပွဲဝင်8ဦးပဲကျန်တော့တဲ့အချိန်မှာကျွန်တော်နဲ့မြန်မာစတားနဲ့တွေ့ကြတယ်တွေ့ကြတဲ့အချိန်မှာပဲတတိုင်းတစ်ပြည်လုံးဒီမြန်မာစတားဆိုတာကိုဗီဒီယိုကနေအတူတွဲပြီးတော့တိတ်သွားတယ်ပေါ့ပြီးတော့မြန်မာစတားကိုတိပြီးသားသူတွေကလည်းမတီအောင်ဟာရဲ့ဒီ MC လောက်ဖြစ်တာကိုလည်းကြည့်ဖြစ်ကြတယ်ပေါ့ဟုတ်ကဲ့ခရက်ကဘာလဲဆိုတော့ကျွန်တော်တို့ကလည်းဆောင်းနှင်းခအောမီနဲ့ Francis နေမန်းတော့အဲ့ဒါလေးကခရက်ဖြစ်သွားတော့သူဆိုဆောင်းနှင်းခအောမီဆိုတော့သူကတချင်းရဲ့ခေါင်းစဉ်ကိုတိုင်းရင်းသားအတန်ဆိုဝဲဝဲလေးပြောလိုက်တာSound name got all of me စောနေခအော်မီသူကတကယ်တော့ဆောင်းနှင်းခအောမီရဲ့အတိတ်ပဲပြောဆောင်းနှင်းခ off of me ငါရဲ့အရာအားလုံးဒါသူ့ရဲ့ခေါင်းစဉ်အဲ့တိုင်းနောက်ဟာ Francis နေမန်းတော့ Francis နေမန်းတော့မဟုတ်နေဆောင်1နေ from this moment on Francis နေမန်းတော့ကျွန်တော်တက်ထွင်လိုက်တာသူက from this moment on ဒီချိန်ခိုက်တန်လေးကစပြီအဲ့ဒီခေါင်းစဉ်နှစ်ခုပြီးတော့ပြန်ဝဲဝင်9ဦးဆိုခေါင်းစဉ်9မျိုးအဲ့9မျိုးကိုအလွဲလေးတွေနဲ့ကျွန်တော်ဗီဒီယိုအတိုလေးတွေကြိုက်လိုက်ကြိုက်တော့ဒါလေးကြည့်ရင်တော့ကျွန်တော်တို့ကြည့်တဲ့လူတွေဟာသားဖြစ်မယ်ရည်တရားအနေနဲ့ပေါ့ပျော်တရားလေးလည်းဖြစ်မယ်ဆိုပြီးတင်လိုက်တာအဲ့ဒီဟာကသူကတော်တော်များများတော့ဟာသားလို့မြင်တယ်ဒါပေမဲ့တချို့ကအဲ့ဒါဟာသားလို့မမြင်ဘဲနဲ့ခေါင်းစဉ်တွေမျိုးမျိုးတက်ထင်မြင်ချက်တွေအမျိုးမျိုးပေးရင်းနဲ့အဲ့မှာခရက်နည်းနည်းထသွားတာပေါ့အဲ့ဒီသဘောပါဟုတ်ကဲ့အင်္ဂလိပ်ကတော့ကျွန်တော်ကတော့ဒီဘယ်လိုပြောမလဲကျွန်တော်တို့ကျောင်းတက်တဲ့ရွယ်မှာမူလာတန်းကစပြီးတော့သင်ခဲ့ရတာအင်္ဂလိပ်စာနဲ့ကျွန်တော်တို့နဲ့အကျွမ်းဝင်ရှိတယ်ဘာလို့မူလာတန်းကနေစတယ်အင်္ဂလိပ်စာသင်ခဲ့ရတယ်အလယ်တန်းအထက်တန်းလဲဒါအင်္ဂလိပ်စာရေးသင်ခဲ့ရပြီးတော့လေကျွန်တော်ကအလကားမနေဘူးဒီ audio book တွေနားထောင်တယ် audio book တွေမှာပြီးတော့ English speaking တွေနဲ့ပတ်သက်တာတွေလည်းနားထောင်ပြတော့အဲ့ဒီမှာကျွန်တော်ပြောတာဒီဖိုးတန်းနည်းနည်းပေါက်သွားတာဟုတ်ကဲ့သင်ထားတာတော့ကျောင်းအနေနဲ့ပဲသင်တာပါဒီသင်တန်းကတော့ကျွန်တော်တိုက်ရိုက်ကြီးတက်ထားတာမရှိပါဘူးလိုက်လေ့လာနေတာပေါ့အိမ်နေနဲ့အဲ့လိုလေ့လာနေပဲလေ့ကျင့်ဖြစ်တာလေ့ကျင့်ရင်းနဲ့ပဲအလေးကျင့်ရလာတာဟုတ်ကဲ့လားကျွန်တော်အဲ့လိုလွဲမှလည်းရီရမှာပေါ့ရီမှလည်းဟာသားလေးဖြစ်အောင်ကျွန်တော်တို့မြန်မာစတားကိုကြည့်တဲ့သူတွေပြီးတော့အောင်ခန့်ပိုင် MC ဆိုပြီးတော့အဆိုတော်တယောက်နေ MC လုပ်တဲ့အချိန်မှာနည်းနည်းသူတို့အတွက်စိတ်ဝင်စားမှုလေးနဲ့ရီစရာဟာသားလေးလည်းဖြစ်အောင်ဆိုနော်ဒါပြောမှဆိုတော့ဟာသားတစ်ချင်းလေးပေါ့ဗျာဒီတစ်ချင်းကောင်းစဉ်ပြောတွေကလူတွေကြီးမောသွားတဲ့ဆိုတဲ့ဒါဗီဒီယိုအတိုလေးတင်လိုက်တာပါလိုက်မှာတော့ကျွန်တော်အတက်နိုင်ဆုံးအမှားယွန်းမရှိအောင်စူးစမ်းတင်ဆက်ပါတယ်ဒီဗီဒီယိုလေးတင်လိုက်တဲ့ပုံမှာလေတော်တော်များများဟာသားအမြင်နဲ့ကြည့်တယ်ဒါပေမဲ့တချို့ကတော့ခေါင်းစဉ်မျိုးမျိုးတက်ပြီးတော့ဒီပုံမှာဝေဖန်ရေးသားတယ်ကပ်ပရှင်တွေမျိုးမျိုးနဲ့ရေးလာကြတာတွေ့တယ်ဒီပုံမှာလဲမှားယွန်းတယ်လို့မြင်လဲကျွန်တော်ဒီနေရာကနေအားလုံးတလေးတစားတောင်းပန်ပါတယ်